Makekari ne Manchester United အတွက်နောက်ထပ်အမှားခါလို့မရတော့တဲ့ပွဲ Hello အားမင်္ဂလာပါ Sport Channel ရဲ့ Facebook page နဲ့ YouTube Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြန်လည်ပြီးမှသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်တစ်ပွဲရှိတယ်ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United ရဲ့ Chelsea တို့ရဲ့ပွဲစဉ်ကိုအနေငယ်လေးကျွန်တော်ပြန်လည်ပြီးမှသုံးသပ်ပေးခြင်းပါတယ်ဒီပွဲစဉ်ကတော့စနေညတိုင်းနေ့မနက်မြန်မာစံတော်ချိန်တနာရီခွဲထိုင်းစံတော်ချိန်2နာရီမလေးရှားစံတော်ချိန်3နာရီမှာစားမဲ့ Manchester United နဲ့ Chelsea တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီနေ့ရဲ့ထိတိုက်တွေ့ဆုံမှု half to half ကိုကျွန်တော်အနေငယ်လေးပြန်လည်ပြီးမှလေ့လာသုံးသပ်ကြည့်မယ်ဆိုရင်Manchester United ကအခုနောက်ပိုင်းပွဲတွေမှာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတော့အနေငယ်လေးအသာစီးရထားကျွန်တော်တွေ့ရတယ်ဒါပေမဲ့အခုလက်ရှိဒီနေ့ရဲ့အဖော်မရဆိုတော့မထူးခြားနာဒီတားကြီးကွာနေတဲ့အနေထားမဟုတ်ဆိုတော့ဒါကိုလည်းကျွန်တော်တစ်ချက်သတိထားရမယ် Chelsea ကဘလို့ပုံစံပဲဖြစ်နေပါစေ Chelsea ကအတွင်းပိုင်းမှာပျက်စီးနေတဲ့ဒီစီးလုံးမှုမရှိဘူးနီးပြတဲ့ကစားသမားကြမှာအကွဲပြဲတွေရှိတယ်ဆိုသည့်တိုင်အောင် Manchester United နဲ့ဒီ Chelsea တို့ရဲ့ပွဲစဉ်ဟာတွေ့ဆုံမှုတိုင်းမှာတိုင်ဆိုင်မှုပြင်းထန်လေးရှိတဲ့အတွက်ကိုတကယ်ကိုကြည့်ကောင်းတဲ့ပွဲစဉ်ပဲဖြစ်ပါတယ် Chelsea အိမ်ကွန်းဖြစ်တယ်ဒါပေမဲ့ Chelsea ကသူ့ရဲ့အိမ်ကွန်းမှာအတားစီရအပြီးမှဒီသူ့ရဲ့ breaker ရှေ့မှာကစားလာဖို့တော့ညှော်နေတယ်ဒါပေမဲ့အခုလက်ရှိ Chelsea ရဲ့ form မရတော့အတားကြီးဘယ်လိုပြောမလဲ100% ကျွန်တော်ဟိုညှော်လဲလို့တော့မရဘူးဘာဖြစ်လို့ဆိုတော့အခုနပြောတဲ့တိုင်အောင်ကျွန်တော်ဒီကစားမနဲ့ဒီနီးပြကြမှာအနေငယ်လေးအဖို့တီလေးရှိတဲ့အတွက်ကိုပြုရှင်ဒီလော်လော်ဆက်ဒီကစားမလေးရဲ့စိတ်တက်ရေးရလဲနည်းနည်းလေးကြာဆက်နေတဲ့အတွက်ကိုအိမ်ကွန်းဖြစ်တဲ့တိုင်အောင် Manchester United ကိုအကောင်းဆုံးတုံ့ပြန်ဖို့ခက်ခဲမယ်ဒါပေမဲ့ဒီခက်ခဲနေပေမဲ့အကောင်းဆုံးတုံ့ပြန်မှုနဲ့သူတို့စ조사လိုက်မှကျွန်တော်မြင်တယ်ဆိုတော့နီးပြရိုစီနီယာက Chelsea တန်းကို proposal နဲ့လုပ်ပြရမလဲဒီတစ်ခါသူ့ရဲ့တကယ်အကောင်းဆုံးပုံစံနဲ့ပဲအင်္ဂလန်မှာ Manchester United ကိုအကောင်းဆုံးတုံ့ပြန်ကစားသွားမလားကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တစ်ဖက်မှာကျွန်တော်ဒီ Manchester United ကအခုလက်ရှိကစားခဲ့တဲ့9ပွဲမှာက2ပွဲနိုင်တယ်2ပွဲရှုံးတယ်1ပွဲတည်တယ်ဆိုတော့လောဆယ်သူ့ရဲ့ form ကတော့ Manchester United ကအခုနောက်ပိုင်းမှာ form ကတည်ငြိမ်မှုမရှိဘူးရှုံးလိုက်ဒေချလိုက်နိုင်ပွဲရလိုက်ဆိုတော့သူတို့ရဲ့ဒီအသင်း form ကခံမှန်းဖို့ခက်တယ်တည်ငြိမ်မှုမရှိဘူးဆိုတော့ Chelsea တဲ့နဲ့ထိတ်တိုက်တွေ့လာတဲ့ပွဲစဉ်မှာ Manchester United အတွက်ကဒီ Champions League အတွက်လည်းအရေးကြီးတယ်ပြီးလို့ရှိရင်ဒီ Chelsea အတွက်ကလည်း Champions League ဝင်ခွင့်အတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲကနှစ်တင်းစလုံးအတွက်Champions League ဝင်ခွင့်မျှော်လင့်ချက်အတွက်အရန်ကိုအရေးကြီးတဲ့ထိတ်တိုက်တွေ့ဆုံမှုဖြစ်လို့အကောင်းဆုံးပုံစံနဲ့လာမျိုးကျွန်တော်မြင်တယ်ဆိုတော့ Manchester United က loss အခုလက်ရှိမှာပြီးခဲ့တဲ့ဘက်ကမာတီနက်ကဒီတားရဲ့အနီကပြခါတယ်ပြီးရှင်ဟိုးပြီးခဲ့တဲ့ဘက်ကမေကွန်ရလည်းအနီကပြခါဆိုတော့ဒီခါ Manchester United ရဲ့နောက်တန်းကဒီတကယ်ကိုလူငယ်လေးနဲ့ပဲထွက်လာဖို့ရှိတယ်Manchester United မှာအခုလက်ရှိဂျန်နေတဲ့နောက်သားမှာယူရိုရှိမယ်ဟေဘန်ရှိမယ်ယူရိုကတော့ဒီပွဲတော်များမှာအခုနောက်ပိုင်းမှာဒီပွဲကစားခွင့်ရနေတယ်ဒါပေမဲ့ယူရိုကလည်းကျွန်တော်တို့ဒီတကယ်ကိုဒီငြိမ်တဲ့တကယ်အားကိုးရတဲ့နောက်တန်းတော့မဟုတ်ဘူးဟေဘန်ကအဒီအခုချိန်မှာအသက်ကလည်း16နှစ်ပဲရှိသေးတယ်သူ့ရဲ့အသက်ကတကယ်ငယ်ရွယ်တယ်လို့အခုလက်ရှိ Manchester United ရဲ့ဒီနောက်တန်းစုဖက်မှုမှာအကောင်းဆုံးပံပိုးမှုအကောင်းဆုံးတော့စုပဲမှုအားဖြည့်မှုဖြစ်လာမလားဒီလူငယ်ကစားသမားလေးဟေဘန်ကတကယ်သူ့မှာဒီအရင်တော့ဒီအမိုရင်ခက်မှာတော့တကယ်တည်ငြိမ်တဲ့ကစားကွက်ရှိတယ်ရဲရင်တယ်ဆုံးဖြတ်ချက်ကပြတ်သားတယ်ဘယ်တော့ပဲဒီ pressure များနေပါစေသူကဒီငြိမ်နဲ့ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ကစားသမားလေးအလတ်လာရှိတဲ့ကစားသမားလေးဒါပေမဲ့အခုချိန်မှာတကယ်အသင်းရဲ့တကယ် main နေရာမှာကစားလာရတော့မယ်ဒီအချိန်မှာ Manchester United တသင်းလုံးရဲ့ညှော်လင့်ချက်အသင်းရဲ့ဒီနီးပြရဲ့ယုံကြည်မှုတွေကိုတကယ်အကောင်းဆုံးအနေနဲ့ပုံဖော်နိုင်မလား AC နဲ့ဒီဘက်ဒီသူ့ရဲ့ဒီပွဲဥထွက် line up မှာအကောင်းဆုံးခြေစွမ်းပြနိုင်မလားကျွန်တော်စောင့်ကြည့်ရမယ်မကယ်ကားလေးကလည်းဒီနောက်တန်းအထိုင်မှာကရွေးချယ်လဲလူမရှိတော့ဘူးဘဝရင်းကစားမဖြစ်တဲ့မာတီနက်နဲ့မကွန်ရလည်းအနီကနဲ့ထုတ်ခံလိုက်ရတဲ့ချိန်မှာတစ်ဖက်မှာကျွန်တော်ကြည့်ရင်တော့ဟေဘန်အတွက်ကတော့ဒီလူငယ်ကစားမလေးဟေဘန်အတွက်ကတော့ဒီအခွင့်အရေးတစ်ခုလိုဖြစ်ပြီးတော့ Manchester United အသင်းအနေနဲ့ကျွန်တော်ကြည့်ရင်တော့နောက်တန်းကစားသမားတွေအဓိကဝါရဲ့နောက်တန်းကစားသမားတွေကို
အနီးကအထောက်ခံရတာတကယ်ကိုထိုးနေချက်တစ်ခုလိုဖြစ်နေတယ်ဆိုတော့ဘာဖြစ်ဒီ Chelsea နဲ့ပွဲမှာအကောင်းဆုံးပုံစံနဲ့ပြင်ဆင်လာမလို့ညွှန်နေတယ် Manchester United ဖန်နေတွေ့လေတကယ်ဒီပွဲဟာတကယ်ကိုရင်ခုန်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တို့ထင်ပါတယ် Chelsea တို့လည်းဒီလိုပဲ Chelsea ကလည်းဒီပွဲကတကယ်လို့ Manchester United ကိုအင်ကွန်းမှာနိုင်ရလိုက်လို့ရှိရင်Champion League ဝင်ခွင့်တဲ့တကယ်ကိုညွှန်ချက်ပြန်ကောင်းလာမယ်အကောင်းဆုံးနီးပြရိုစီနီယာတို့လည်းတကယ်ညွှန်ချက်ပြန်ယုံကြည်မှုတွေပြန်ရလာမယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဘာဖြစ်ဒီတင်းရဲ့ထိုက်တိုက်တွဲဆုံမှုဟာတကယ်ကိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်နေပါတယ်ဆိုတော့ဒီဘက်ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဆိုလည်းမမှားပါဘူးဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့အနေနဲ့တော့ဒီလက်ရှိဒီနေ့တည်းရဲ့ form တွေကတည်ငြိမ်မှုမရှိတဲ့အတွက်ကိုပွဲရလာကိုခံမှန်းဖို့တော့ခက်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲစဉ်ကို2-1မလို့ရှင်တော့2-2အဲ့လိုပုံစံကျွန်တော်တော့1-1ဒီလိုရလာနဲ့ထွက်လာမလို့ထင်တယ်ဘာဖြစ်လို့ဆိုတော့ဒီနေ့တင်းက Chelsea ကလည်းနောက်တန်းမှာကဒီငြိမ်မှုမရှိဘူးပေးကိုတွေပေးနေရတဲ့ဒီလာရှိပွဲတွေမှာပေးကိုတွေပေးနေရတဲ့အနေထားမှာManchester United နဲ့ပွဲမှာလည်းပေးကိုပေးရမလို့ကျွန်တော်ထင်တယ် Manchester United ကလည်းထိုနည်းသူပဲလူငယ်ကစားမနဲ့ထွက်လာမယ်နောက်တန်းမှာဘာဖြစ်ဒီ Chelsea လိုတိုက်စစ်ကောင်းတဲ့ကစားမတွေနဲ့Chelsea လိုတိုက်စစ်ကောင်းတဲ့အတင်းနဲ့ထိလိုက်ရင်ဆိုင်တဲ့အချိန်မှာလူငယ်ကစားမတွေကဟန်တာနိုင်မလားမဟန်တာနိုင်တော့ကျွန်တော်မြင်တော့ဘာဖြစ်ပေးကိုတွေပေးရမလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီနေ့တင်းရဲ့ထိတိုက်တွေ့ဆုံတော့တကယ်စိတ်ဝင်စားစရာကောင်းတယ်လို့အရန်ကိုရင်ခုန်ဖို့ကောင်းပါတယ်ကျွန်တော်အနေတော့ဒီတင်းလာနေဒီပွဲစဉ်ကို Manchester United ဖန်နေ Chelsea ဖန်နေအတူတူကကျွန်တော်ရင်ခုန်စွာကျွန်တော်စောင့်ကြည့်အောင်ဒီကနေ့ကျွန်တော်ရဲ့ပွဲကြိုတုံးလာချစ်လိုက်တော့ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်